clean look လေးထွက်ဖို့အရင်ဆုံးတိုနာလေးစားပြီးတော့လိမ့်မယ်တိုနာကိုအသားထဲစိတ်ဝင်တဲ့အထိစောင့်ပြီးသွားပြီဆိုရင် moisturizer သုံးပြုမယ်ဒီ moisturizer လေးကလေသူက primer တက်လဲပါလို့ဒီ moisturizer ကိုလိမ့်ထားတယ်ဆိုရင် primer လုံးဝလိမ့်စရာမလိုတော့ဘူး moisturizer လိမ့်တဲ့အခါကျရင်တစ်ခုတတိထားမှာအသားထဲကိုဒီစိတ်ဝင်တဲ့အထိစောင့်ပြီးကမှနောက်ထပ် step ကိုလိမ့်ရမယ်ဒီအချက်ကလေ makeup ပြင်ဆင်မှုအတွက်လေအဓိကအရေးကြီးဆုံး point ပဲเนาะ sun cream လိမ့်တဲ့ step ကိုကြော်သွားလို့မရဘူးတေချာပေါက် sun cream လိမ့်ရမယ်မျက်ကွင်းညိုတဲ့နေရာလေးတွေကိုကိုယ်ဆယ်လာထည့်မယ်အခုသဲစုသုံးတဲ့ပမာဏလောက်ပဲသုံးပြီးပါလက်ချောင်းလေးနဲ့ပဲဖွားဖွားလေး blend မယ် foundation ကိုအများကြီးမယူဘဲနဲ့လိုအပ်တဲ့လောက်အဆက်ကလေးတွေပဲလိုက်ချမယ်။ဒါလို့လေကိုမှကိုရှင်ရှိတယ်ဆိုလဲကိုရှင်လည်းအသုံးပြုလို့ရတယ်နော်။တဲဆူကကိုရှင်မရှိတဲ့အတွက်ဒီ foundation ကိုပဲဒီလိုလေးအဆက်ကလေးနဲ့ချပြီးတော့လိမ့်ပြတာပါ။ foundation ကိုလေအခုလိုမျိုးလေးလိမ့်တာ budget save ဖြစ်တယ်လို့တဲဆူထင်တယ်။ကိုရှင်သုံးတာထက်ဆိုင်လေ foundation ကိုအခုလိုမျိုးအဆက်ချပြီးလိမ့်တာလေ makeup ဖို့တက်တာရလဲရောက်တယ်။တဲဆူဆိုလဲနေ့တိုင်းဒီလိုလေးပဲလေးဖြစ်တယ်။ makeup လိမ့်ထားမှမတိတာချင်းလို့ညခုံးမွေးဆွဲတဲ့အခါကျရင်လေ brush နဲ့ဖိပြီးတော့မဆွဲနဲ့နော် brush နဲ့ဖိပြီးတော့ဆွဲလိုက်တဲ့အခါကျရင် color လေးပုံသွားမယ်တဲစုအခုဆွဲသလိုမျိုးဖွားဖွားလေးနဲ့ပဲဆွဲမယ်အသားမှလည်း clean လို့ဖြစ်မှာ clean လို့မှာပုံစံထွက်မှာပေါ့နော် eyebrow mascara လေးကိုအသုံးပြုရမယ်သုံးတဲ့အခါကျရင်အညိုရောင်လေးတော့အညိုရောင်လေးက natural ဆန်တယ်ပန်းဒီကိုအခုသဲဆူချဲပြတဲ့ပုံစံကလေ W ပုံစံလေးချဲပြနေတာပါW ပုံစံလေးချဲတာလေ clean makeup look နဲ့လုံးဝကွက်တီပါပဲခုတော့တတိထားမှာတော့ရှိတယ်နှာခေါင်းသားကိုလေပါးနီချဲတဲ့အခါကျရင်လေအရန်ပုံမဝါနဲ့နော်သူ့ဝေးလေးကိုတဲဆူအသုံးပြုပါမယ်ပေါင်နာကြတော့ဖုံဖုံနီးဖြစ်သွားမှာဆိုလိုပါသူ့ဝေးလေးကြတော့မျက်နှာကိုတိတ်တိတ်ကလေးနဲ့ clean makeup look ပုံစံလေးထွက်လို့သူ့ဝေးလေးကိုပဲသုံးပါမယ် clean makeup look တခုထွက်ဖို့ဆိုရင် eyeshadow color လည်းရွေးချယ်မှုမှန်ကန်ရမယ်။မျက်နှာကိုမှိုင်းသွားစေတဲ့ color တွေကိုမချဲနဲ့ကိုယ့်ရဲ့အသားရောင်နဲ့နီးစပ်တဲ့ color လေးတွေကိုသုံးပါ။ဒါမှတဲဆူလို့လိုချင်တဲ့လေ clean makeup look ပုံစံကထွက်လာမှာ။ eyeshadow ကို color တစ်မျိုးတည်းသုံးရမယ်နော်။ eyeliner ကိုအခုတဲဆူဆွဲတယ်လို့မျိုးပပလေးပဲဆွဲမယ်။ eyeliner ပန်ဆယ်ရှိတယ်ဆိုရင်လည်းပန်ဆယ်လေးပဲအသုံးပြုလို့ရတယ်နော်မျက်တောင်တူမတက်ဘူးဆိုပေမဲ့လည်းမျက်တောင်ကော့ဆက်ကလေးကတော့မဖြစ်မနေသုံးရမယ်။ဘာလို့လဲဆိုတော့ mascara သုံးတဲ့အခါကျရင်ဒီတိုင်းဆိုးလိုက်တဲ့အခါကျရင်မျက်တောင်တွေကအောက်ဆိုင်နေမယ်လေ။မျက်တောင်ကော့ဆက်ကလေးကော့ထားတဲ့အခါကျတော့အပေါ်ကော့ကော့လေးဖြစ်နေမှာမျက်တောင်ကော့ဆက်ကလေးကတော့မဖြစ်မနေသုံးရပါမယ်။ clean makeup look တကူထွက်ဖို့ဆိုရင်လေ mascara ကိုလေဘောလုံးထူတာတဲ့ဘောလုံးပါတဲ့ဟာလေးကိုသုံးစီခြင်းနဲ့ကိုမှရှိတဲ့ lip ပန်ဆယ်လေးတစ်ခုနဲ့အရင်ဆုံးဒီလိုမျိုးလေးဘောင်ကုတ်ပါမယ်နှာခမ်းအတွင်းသားကိုပန်းရောင်လေးသုံးမယ် brush အပြားမသုံးဘူးnatural ဆန်ဆန်လေးပုံစံရအောင်လို့ brush အပွားလေးနဲ့ပဲခုလိုမျိုးလေးထည့်ရပါမယ်clean makeup look တကူထွက်ဖို့ဆိုရင်နောက်ဆုံးအရေးကြီးဆုံးအချက်က lip gloss လေးသုံးဖို့လိုအပ်တယ်clean makeup look လေးပြီးသွားပါပြီအချက်သက်သာတဲ့ look လေးမလို့လိုက်ပြင်ကြည့်ပါနော်